အိမ်မက်တွေကအဲ့ချိန်မှာစတယ်ကျွန်တော်တို့ရဲ့ဒီအိမ်မက်တွေအကုန်လုံးပျက်စီးကျိုးကျေသွားတယ်လို့ခံစားရတယ်အာဏာနိုင်ငံကျွန်တော်ကြားဘူးတာပေါ့နော်နိုင်ငံပြီးအာဏာရှင်တွေအာဏာသိမ်းလိုက်ပြီဆိုလို့ရှိရင်ဒီစွမ်းအားကြီးတွေအမှုပညာရှင်တွေပေါ့နော်ဂီတပညာရှင်တွေသူတို့အရင်ဆုံးဖိနှိပ်တယ်ပကြီးဆရာတွေဆိုလဲပကြီးအလျောက်ပေါ့နော်ကျွန်တော်ကြပြဆရာတွေဆိုလဲကျွန်တော်နေဦးတော်လိုင်းမှာဆိုရင်အဲ့ဒီမှာအသက်ပေးသွားတဲ့ကြပြဆရာတွေလည်းရှိတာပေါ့နော်သူတို့အဲ့တော့သူလက်နဲ့ကင်တိုက်တောခိုကြတယ်တိုက်ပွဲဝင်ကြတယ်ဒီပညာအစုံကဒီထဲမှာပါဝင်ကြတယ်